AI နဲ့အရန်ထွန်းကားလာတဲ့ဒီနေ့ခေတ်ခါမှာ developer ရဲ့အရေးပါမှု developer ရဲ့အခန်းကဏ္ဍကရော့နဲ့ပျောက်ကွယ်လာပြီလားဆိုတဲ့မေးခွန်းကဒီနေ့ခေတ်မှာကျွန်တော်တို့ဒီ IT career ကိုဝင်လာဖို့ programming ကိုလေ့လာဖို့လုပ်ကိုင်နေတဲ့ညီငယ်ညီမငယ်တွေအတွက်အဓိကအတားဆီးဖြစ်နေရတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီမေးခွန်းနဲ့ပတ်သက်ပြီးဖြေပေးရမယ်ဆိုလို့ရှိရင်တော့စိတ်မကောင်းစွာနဲ့ပဲ AI နေပုံမကောင်းမွန်လာတာနဲ့အမျှ developer တွေရဲ့အလုပ်အကိုင်တွေဆုံးရှုံးနေရပါတယ်လို့ကြားတင်ရတယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒီဟာကတကယ်မဟုတ်ပါဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ development career ကိုဝင်လာကြတဲ့လူတွေထဲမှာအကြမ်းမြင်နှစ်မျိုးရှိတယ်နံပါတ်1ချက်ကတော့ဒီ IT ကိုအရန်စိတ်ဝင်စားလို့မဆုံးမနစ်စူးစမ်းဖို့အောင်မြင်တဲ့အထိကျွန်တော်တို့ဖောက်ထွက်သွားဖို့အတွက်ဝင်လာကြတဲ့လူတွေရှိတယ်နောက်ထပ်လူအုပ်စုတစ်ခုကတော့ဒီ IT ဆိုတဲ့စကားလုံးက fancy ဖြစ်နေလို့လူတွေကြားထဲမှာရေပန်းစားလို့ပြီးတဲ့ခါကျတော့ငွေရှာတာလွယ်လို့ဆိုတဲ့အကြောင်းပြချက်တွေကြောင့်ဝင်လာကြတဲ့လူတွေဆိုပြီးတော့လူတန်းစားနှမျိုးကွဲသွားပါတယ်အဲ့တော့ဒီနေရာမှာဘယ်လိုလူတွေကအဓိကအလုပ်ကိုင်ကြီးပြုတ်ရလဲဆိုတဲ့ခါကျတော့ခုမှသင်တန်းဆင်းတယ်ခုမှကြောင်းပြီးွားတယ်ခုမှဒီ coding ကိုစရေးနေတယ်ဆိုတော့ဒီလိုလူတွေအတွက်ကတော့အရန်ခက်ခဲပါတယ်အရန်ပဲရုန်းကန်ရမယ်ကာလဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ AI ကြောင့်အဓိကရတဲ့နေရာတွေကကျွန်တော်တို့ junior နဲ့ mid level တွေမှာအဓိကပါပါတယ်ဆိုတော့ကိုကသင်တန်းဆင်းလိုက်တယ်ကိုကိုတော့ရေးတတ်တယ်ကိုရဲ့ဒီလူကြီးတယောက်ကနေပြီးတော့မှညွှန်ကြားပြသပေးမယ် test တွေရွေးပေးမယ် system design တွေဆွဲပေးမယ်ဆိုလို့ရှိရင်တော့ဒီကလေးတွေကဘယ်လိုရေးရမလဲဆိုတဲ့ဟာကိုသိတယ်ဒါပေမဲ့ကိုတိုင်းဒီ system တစ်ခုကိုမတည်ဆောက်နိုင်ဘူးကိုတိုင်း software တစ်ခုကိုမရေးနိုင်ဘူးကိုတိုင်း system design တွေ database design တွေမချနိုင်ဘူးကိုတိုင်း data မစီစဉ်နိုင်တဲ့ဒီ level မှာဒီကလေးတွေကကြာရှုံးရတာများတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော် market and supply သဘောတရားလေးကိုကျွန်တော်ရှင်းပြပါမယ်အဲ့တော့ AI ဆိုတာကနည်းပညာဖြစ်ပါတယ်နည်းပညာကိုလူတွေကအရင်အထက်ပို့ပြီးတော့သိလာတယ်သုံးလာတယ်လူတွေရဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့အရင်တော့ဆိုရင်မြန်မာနိုင်ငံကသူတွေကFacebook သုံးတယ် TikTok သုံးတယ် YouTube သုံးတယ်ဆိုတော့ဒီလိုအနေထားနေပြီးတော့မှ AI နေသုံးလာတယ်ပို့ပြီးတော့မှရင်နည်းပညာဆိုတာက TikTok တို့ Facebook ဆိုတာထက်အများကြီးပိုတယ်အသုံးချလို့ရတဲ့နေရာတွေရှိတယ်ဆိုတာကိုသိလာကြတယ်ဆိုတော့ဒီဟာကြီးကကျွန်တော်တို့ရဲ့ market size ကြီးဖြစ်ပါတယ်အဲ့တော့အကြမ်းများမယ်ဆိုရင်ကျွန်တော်တို့ market ကကြီးလာလေသူ့ရဲ့လိုအပ်ချက် demand ကလည်းများလာလေဖြစ်ပါတယ်အဲ့တော့ဒီဘက်ခေတ်မှာ AI ထွန်းကားလာတဲ့senior level တွေtechnical architect level တွေ CTO level တွေကိုကတကယ်ကျွမ်းကျင်တဲ့လောက်နည်းပညာကိုအသုံးချနိုင်တဲ့လူတွေအတွက်ပို့ပြီးတော့နေရာတွေရလာတယ်ပို့ပြီးတော့အလုပ်လုပ်ရတာတွေလည်းမြန်ဆန်အဆင်ပြေလာတယ်ဥပမာအဖြစ်ဆိုရင်ကျွန်တော်တို့ကဒါအရင်တော့ကလူ9ယောက်10ယောက်လောက်ရှိမှလုပ်လို့ရမယ်အလုပ်တွေကိုကိုတကယ်ကျွမ်းကျင်တဲ့ senior သို့မဟုတ်ဒါမှမဟုတ် CTO တယောက်က AI ကိုသူကခေါင်းဆောင်ပြီးတော့ခိုင်းတဲ့နေရာကနေနေပြီးအလုပ်လုပ်မယ်ဆိုလို့ရှိရင်အလုပ်တွေများစွာပြီးစီးနိုင်တယ်ပြီးတော့အရေးသွေးပိုင်းမှာဆိုလို့ရှိရင်လည်းဒီ level တွေမှာချလို့ရှိရင်ဒီ software တစ်ခုကဘယ်လိုရေးရမယ်ဘယ်လိုဖြစ်နေတယ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုသူတို့အားလုံးကခေါင်းထဲမှာဒီဇိုင်းဆွဲနိုင်ကြတဲ့သူတွေဖြစ်တဲ့အတွက် AI ခေါ်တဲ့နောက်ကိုသူတို့ကပြီးပြီးတော့လိုက်သွားတဲ့အဆင့်တွေမဟုတ်ကြဘူးကိုတိုင်းဘယ်ဟာကိုဘယ်လိုလုပ်ရမယ်ဆိုတာဟာမျိုးတခြားသိပြီးတော့မှ AI ကိုခိုင်းကြတာဖြစ်တဲ့အတွက်နောက်ဆုံးထွက်လာတဲ့ရလဒ်တွေကလည်းအရန်ကောင်းမွန်ကြတယ်အဲ့တော့ဒီအနေအထားမှာခုမှ IT ကိုဝင်လာဖို့စဉ်းစားနေတဲ့သူတွေအနေနဲ့တော့ကျွန်တော်အနေနဲ့အားပေးတယ်လုပ်ပါစူးစမ်းပါကျွန်တော်တို့ AI နေထွန်းကားလာတာကဒီ development career ကိုအဆုံးသတ်ဖြစ်သွားစေတာမဟုတ်ပါဘူးကျွန်တော်တို့ဒီအပေါ်ယံပဲစူးစမ်းနေတဲ့သူတွေအပေါ်ယံပဲစိတ်ဝင်စားပြီးတော့အပေါ်ယံဝင်ငွေပဲစိတ်ဝင်စားပြီးတော့ဝင်လာတဲ့သူတွေနဲ့ကျွန်တော်တို့တကယ်ထဲဝင်အလုပ်လုပ်ပြီးတော့မှရင်မရအောင်တကယ်စူးစမ်းပြီးတော့ဖောက်ထွက်သွားမဲ့သူတွေနဲ့ကြားထဲမှာခြားနာပေးလိုက်တာလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့အခုချိန်ဒီလဲ ID နဲ့ပတ်သက်တဲ့အလုပ်တွေ demand တွေက local မှာရော international မှာရောအများကြီးပဲရှိပါတယ်အဲ့တော့အားလုံးပဲအကောင်းဆုံးစူးစမ်းကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ပဲဒီဗီဒီယိုကိုကျွန်တော်ဆုံးသက်ချင်ပါတယ်ဆိုတော့ဒီဗီဒီယိုက ID ပညာကိုလေ့လာနေတဲ့ညီငယ်ညီမငယ်တိုင်းအတွက်လုံးဝအကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီဗီဒီယိုကြည့်ဖို့လိုအပ်နေတဲ့မိတ်ဆွေတင်ငယ်ချင်းတွေတီးဖို့အတွက်လည်း like share comment နဲ့ကူညီသွားပေးလို့ရပါတယ်